ရှင်ဒီနေ့ ST က ST ထိုးထားတဲ့ပဝါလေးတွေကိုပြမှာဖြစ်ပါတယ်ဒီအစီအစဉ်ဖြစ်ပေါ်လာရခြင်းရဲ့နောက်ွယ်မှာအကြောင်းရင်းရှိပါတယ်အဲ့ဒီအကြောင်းရင်းကို ST ကပြောပြခြင်းတယ်အဓိကကတော့မမတက်တန်ကြောင့်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်မမတက်တန်က ST ဟိုဟာလုပ်ပေးဦးနော် ST ဒီဟာလုပ်ပေးဦးနော်ဆိုပြီးတော့အမြဲတမ်းပူဇော်တတ်ပင်မဲ့အခုတော့မမတက်တန်က ST ကိုပုံကန်နေပြီဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မမတက်တန်မှာအားကိုးစရာရောင်နီကမုံဆိုတဲ့ချိုးကာလေးတယောက်ရထားလို့ဖြစ်ပါတယ်အဲ့တော့ ST ကပလစ်ခံနေရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ ST ကရှိသမျှအတက်ပညာတွေပေါ့နော်အစွမ်းကုန်ထုတ်ပြီးတော့သုံးနေရပါပြီအလကားစားတာပါST ကဒီထိုးထားတဲ့ပဝါလေးတွေကိုပြချင်တာလည်းပါတယ်ပြီးတော့TMT အတွက်လည်း ST တို့ပြန်လဲစူးစမ်းရမယ် wash hour လေးအတွက်လည်းထောက်ပံ့ဖြစ်ချင်တာလည်းပါတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ ST ကအစီမှာရှိတဲ့ပဝါလေးတွေရဲ့ဒီဇိုင်းလေးတွေ ST ဘယ်လိုထိုးခဲ့လဲဆိုတာလေးတွေကိုမျှဝေပေးတာဖြစ်ပါတယ်အခုဒီပဝါလေးရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်ဒီပဝါလေးကို ST ထိုးထားတာကြာပါပြီ3နှစ်ကျော်လောက်ရှိပြီပေါ့နော်ST တို့ဒီတော်လိုင်းစာဖြစ်ကလေးက ST စာဖတ်တယ်ပြီးတော့ခြေလေးတွေထိုးတယ်ပေါ့နော်ခြေလေးတွေထိုးပြီးတော့လည်းစာအုပ်တွေဖတ်ပြခဲ့ဘူးတယ်အဲ့ဒီချိန်နဲ့ကထိုးထားတာပေါ့နော်ပြောရရင်တော့ ST မြန်မာပြည်မှာရှိကလေးကထိုးထားတဲ့ပဝါလေးပါဒီဘက်ထိ ST တဲလာတာပေါ့နော်ရန်လည်းကြိုက်တယ်ရန်လည်းနှစ်သက်တယ်အဲ့ဒါကြောင့်မို့လို့ဒီဟာလေးကိုအရင်ဆုံးပြမယ်နော်အဲ့တုန်းကဒီ SG ကဒီ heart button လေးပေါ့နော်အသေးပုံ button လေးတွေကိုအရင်သဘောကျနေတယ်အဲ့တော့အသေးပုံလေးတွေထိုးပစ်တယ်ပေါ့နော်အများကြီးထိုးပစ်တယ်အဲ့တော့ဒီပွားလေးอ่ะဆိုလို့ရှိရင် SG တို့လဲစီပွားပေါ့နော်ဒီအေးတဲ့ချိန်မှာလေဘင်းမှာပတ်ဖို့ဆိုပြီးတော့ SG ကထိုးထားတာအဲ့တော့သူ့ရဲ့ဒီဇိုင်းလေးကကြတော့အားလုံးပဝါတစ်ဖြောင်းနဲ့မဟုတ်ဘဲနဲ့ဒီနေရာမှာဒီလိုပြန်ပြီးတော့လေဘင်းမှာပတ်ပြီးသွားလို့ရှိရင်အစွန်းစာလေးကိုပြန်ထည့်ပြီးတော့ထားလို့ရမယ်ဒီဇိုင်းပုံစံမျိုးလေးSG ကထိုးထားရတယ်သူကဘယ်လိုပတ်ရလဲလေဆိုရင်ဒါလေးကိုလေဘင်းမှာပတ်လိုက်ပြီးသွားရင်ဒီလိုလေးထဲကိုပြန်ထည့်တာပေါ့နော်သူကဒီလိုမျိုးဟာလေးနဲ့ထိုးထားတာအဲ့တော့ဒီဟာလေးကိုဒီထဲကိုထည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ခြိစရာမလိုပဲနဲ့ဒီဇိုင်းပုံလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုSG က tutorial လေးတွေ့တော့အရင်သဘောကျသွားတယ်အဲ့တော့လိုက်ထိုးပစ်တယ်ပေါ့နော်ထိုးထားတဲ့ခြိလေးကအယောင်ဆက်ခြိလေးသူကသူ့ရဲ့ခြိလုံးမှာကလေးကဒီလိုမျိုးရောင်ပြေးလေးတွေပါတာပေါ့နော်အဲ့လိုဆိုတော့ရောင်ဆက်စရာမလိုပဲနဲ့သူကတစ်ဆက်တည်းထိုးလို့ရတယ်အစီအရင်ကြိုက်တယ်ပေါ့နော်ဒီပွားလေးအဲ့တော့သူကအရင်ဆုံးSG တို့ကဒီဟာလေးကိုရင်ထိုးတာပေါ့နော်ဒါလေးကိုသူကတိုင်တိုပေါ့နော်တိုင်တိုလေးနဲ့ဒီလိုပုံစံမျိုးလေးဖြစ်အောင်ထိုးသွားရတယ်ပြီးသွားရင်သူ့ကိုပြန်ဆက်ပေါ့နော်ကွင်းလေးဖြစ်သွားတယ်ဒီပြန်ဆက်တယ်ပြီးတော့မှဒီဘက်ကSG လိုချင်တဲ့အကျယ်ဝန်းတိုင်ရအောင်လို့သူ့ရဲ့ဒီတိုင်လေးနဲ့ချဲ့သွားတာပေါ့နော်ချဲ့သွားပြီးတော့မှဘဝလေးကဒီအသေးပုံလေးတွေထိုးတာဒီဘက်ချမ်းလေးလည်းအလိုပဲအဖျားနာလေးမှာအသေးပုံလေးလိုချင်တော့SG ကပြန်ပြီးတော့ထိုးရတာပေါ့နော်အဲဒါကြောင့်မလို့အသေးပုံကဟိုဘက်ဒီဘက်ပြောင်းပြန်ဖြစ်နေတာအသေးကSG ကဒီလိုထိုးတာပေါ့နော်ဒီလိုထိုးသွားတာအဲ့လိုဆိုတော့အသေးပုံဒီလိုအတဲလေးပေါ့အဲ့တော့ဒီဘက်ကတော့ဇောက်ထိုးပေါ့အဲ့လိုမျိုးလေးဖြစ်နေတာအဲ့တော့ဒါလေးဆိုလို့ရှိရင်သူကခြီပေါ့နော်ခြီနဲ့ထိုးထားတာတိုးမွေးမဟုတ်ဘူးခြီနဲ့ထိုးထားဖြစ်တဲ့အတွက်သူကအေးလေးနဲ့အရင်ချစ်ဖို့ကောင်းနေ
လာတယ်နော်အဲ့တော့အဲ့တုန်းကအသေးပုံဓာတ်ကြနေရဆိုတော့ဒီလိုပဲအသေးပုံထိုးထားတယ်နောက်ထပ်ပွားလေးရှိသေးတယ်အဲ့ဒါလေးလည်းပြမယ်နော်ဒီမှာသူကခုနပွားလေးနဲ့ဒီဇိုင်းတူပဲသူလဲလိုပဲရေဆိုခြီပေါ့နော်ရေဆိုခြီသူကကြတော့နည်းနည်းပို့ပြီးတော့အလုံးတုပ်တယ်အဲ့ဒီအလုံးတုပ်တဲ့ဟာလေးနဲ့ခုနလိုပဲပြန်ထည့်လို့ရတဲ့ဒီဇိုင်းမျိုးလေးအဲ့တော့ပွားဒီဇိုင်းကအတူပဲအရောင်မဲကွဲတာပေါ့နော်အဲ့မျိုးလေးထိုးထားရတယ်သူကကြတော့စီကခေါင်းစုပ်ကလေးပါထိုးမယ်ဆိုပြီးတော့ခေါင်းစုပ်လေးထိုးထားသေးတယ်ဒီရောင်နဲ့လိုက်မဲဟာမျိုးပေါ့နော်စိမ့်ဖြော်လေးပေါ့နော်စိမ့်ဖြော်လေးဒီမှာခေါင်းမှာပုံအလုံးလေးပါသေးတယ်။ဆရာမျိုးလေးကြိုက်တယ်ပေါ့နော်။အဲ့တော့သူဆိုလို့ရှိရင်လည်းထိုးရလွယ်တယ်။သူကကြတော့သိုးမွှေးနဲ့ထိုးတာ။ခေါင်းစုပ်ကကြတော့သိုးမွှေးနဲ့မှသူကပို့ပြီးတော့ဆင်ပြေတယ်ပေါ့နော်။ခြေသားကြတော့သူကဒီလိုမျိုးချဲ့လို့မရဘူးဆွဲလို့မရဘူး။သိုးမွှေးမှာသူကချဲ့ဆွဲလို့ရတာမျိုးဆိုတော့ခေါင်းစုပ်လေးတွေကြတော့သိုးမွှေးနဲ့ထိုးတယ်ပေါ့နော်။အဲ့ဒါကြတော့လေလွယ်တယ်။ဒီလိုမျိုးတောက်လျှောက်ပေါ့နော်တောက်လျှောက်အကုန်လုံးထိုးသွားရတယ်ပြီးသွားလို့ရှိရင်အစီရခေါင်းစွပ်ထိုးမယ်ဆိုလို့ရှိရင်ခေါင်းရဲ့ဒီ site ကိုတိုင်းရတယ်ပေါ့နော်ကိုယ့်ရဲ့ခေါင်း site ပေါ့ခေါင်း site ဘယ်လောက်ရှိလဲအဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့အစီတို့ကဒီလိုမျိုးဒီလိုအရှိထိုးတာပေါ့နော်ဒီလိုထိုးသွားတာနေပြီးတော့ကိုလိုချင်တဲ့ခေါင်း site ပတ်လည်းရပြီဆိုတော့မှရက်လိုက်တယ်ပြီးရင်သူ့ကိုကွင်းဖြစ်သွားအောင်ပေါ့နော်ဒီလိုမျိုးဖြစ်သွားအောင်လို့မျိုးပြန်ပြီးတော့ပိတ်လိုက်တာပေါ့နော်ပိတ်လိုက်ပြီးလို့ရှိရင်သူကဒီလိုမျိုးအိတ်ကလေးလိုပုံစံမျိုးရသွားတယ်အဲ့ဒါကိုမှဒီထိတ်မှာပြန်ပြီးတော့စုပြီးတော့စီတို့ကဒီလိုမျိုးပြန်စုသွားအောင်ရှုံသွားအောင်ပြန်ပြီးဆွဲတာပေါ့နော်ရှုံအိမ်ကိုဘယ်လိုဆွဲလဲအဲ့လိုပုံစံမျိုးနဲ့ကြိုးထိုးပြီးတော့ပြန်ဆွဲတာပေါ့အဲ့ဒါဆိုလို့ရှိရင်သူကအုတ်ထုပ်ပုံစံမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီကနေမှဒီလိုပုံလေးကိုလှုပ်တယ်ပေါ့နော်ဘောလုံးလေးကိုလှုပ်တယ်ဒီသိုးမွေးရနဲ့ပဲအဲ့ဒီဟာလေးကိုကိုလိုချင်တဲ့အပွားအနေထားရောက်တဲ့အထိကိုသူ့ကိုဒီအတိုလေးတွေဖြတ်ပြီးသွားရင်အလဲရနေပြီးတော့ကျိုးချီလိုက်တယ်ပေါ့နော်ကျိုးချီလိုက်ပြီးရင်ဒီလိုမျိုးချီလိုက်ပြီးဆွဲဖွာလိုက်လို့ရှိရင်ဒီလိုအလုံးလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုအလုံးလေးရပြီးတော့မှတယောက်ကကျိုးလေးနဲ့ဒီအုတ်ထုပ်ရဲ့ထိတ်မှာလာပြီးတက်လိုက်တာတကယ်ဆိုတော့အုတ်ထုပ်ကလေးကမလုပ်ရတာလွယ်တယ်ထိုးရတာလွယ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီ fashion ပေါ့နော်အပြင်မှာအေးလို့ပြင်ထွက်ပြီးဆိုရင်ဒီလေစီးလေးနဲ့ဒီအုတ်ထုပ်ကလေးနဲ့ဆောင်းပြီးတော့ထွက်ပါတယ်ဒါစီတုံးနေကြပေါ့နော်ကိုယ်တိုင်ထိုးပြီးတော့တုံးနဲ့ပေါ်ဝါနဲ့အုတ်ထုပ်လေးပါနောက်ထပ်အဲ့လိုပဲအသေးပုံမျိုးထိုးထားရှိသေးတယ်ပေါ့နော်အဲ့ဒါကြတော့ဒီမှာပါနည်းနည်းတော့မူတယ်နော်အဲ့တော့စီကဆက်ကာလာလေးကြိုက်တယ်ပေါ့နော်ဆက်ကာလာလေးကြိုက်တော့ချီယိုပဲအသေးပုံလေးရယ်ဒါကတော့သူကဆက်ရောင်ပြေးပေါ့နော်ရောင်ပြေးချီရယ်ပြီးသွားရင်သူရဲ့ဒီချီပြောင်ပေါ့နော်အပြာရောင်လေးနဲ့ဆက်ပြီးထိုးထားတာဒါကတော့ကိုစစ်ကူးရှိတဲ့အတိုင်းပေါ့နော်အဲ့တုန်းကတော့စီကအကျစ်ထိုးတာပေါ့နော်အကျစ်ထိုးတာပို့ပြီးတော့လဲနွေးအောင်လို့ဆိုပြီးတော့ထိုးတာချီတော့တော်ကုန်တယ်ပေါ့နော်အဲ့တော့ပတ်တန်စိတ်လေးချီရပိုကုန်လေးအဲ့တော့ပတ်တန်ကျဲရင်တော့ပို့ပြီးတော့ဆင်ပြေတယ်ပေါ့နော်အဲ့တော့စီကဒီမှာသူ့ရဲ့ပတ်တန်ကိုဒီလိုပတ်တန်လေးထိုးတာလေးကြိုက်တယ်ပေါ့နော်ဒီမှာသူကအပေါက်ကလေးတွေနဲ့အဲ့လိုမျိုးထိုးရတဲ့ဟာမျိုးလေးတကယ်တော့လှတယ်သူ့ကိုတခြားပတ်တန်နဲ့ရောထိုးလို့ရှင်လှတယ်နောက်တစ်ထည့်ပြမယ်နော်ဒီလိုပတ်တန်ကိုပဲအစီနောက်ထပ်ပတ်တန်တစ်ခုနဲ့ဆက်ထိုးထားတဲ့ဟာလေးရှိသေးတယ်အခုဒီအားကြတော့ဒီလိုမျိုးအပေါက်ပတ်တန်လေးရဲ့ပြီးသွားရင်ဒီလိုတိုင်နေပေါ့နော်တိုင်မဲရိုးတိုင်မဲထိုးပြီးတော့ထိုးထားတာဆိုတော့သူကတိတ်တော့မမြင်ရဘူးဒါပေမဲ့တေချာကြည့်လို့ရှိရင်တော့သူ့ပတ်တန်လေးတော့ပေါ်တယ်ပေါ့နော်ပြီးတော့မှSC ကစိတ်ပေါက်တယ်လို့ထိုးတာဆိုတော့ဒီဘက်ကချမ်းဟာတွေအကုန်လုံးပြီးသွားပြီးတော့မှငါဒီဘက်မှာအသေးလေးတစ်ခုထပ်ထည့်လိုက်လို့ရှိရင်တော့လှမှာပဲဆိုပြီးတော့အသေးလေးထိုးတယ်အသေးလေးထိုးပြီးတော့တွဲလိုက်တာပေါ့နော်အဲ့တော့ဒီပေါ်ပါဆိုလဲအလိုပဲပေါ်ဝါကထိုးလို့ရှိရင်တော့0ကအရှိထိုးရတယ်ပေါ့နော်အဲ့တော့မှလေပင်ပတ်လို့ရရတယ်အဆင်ပြေတယ်ပေါ့နော်တော်တော်ရှိတယ်အနည်းဆုံးတော့0ဘယ်လောက်ထိထိုးရလဲဆိုလို့ရှိရင် SG ထိုးရင်
4ပေခွဲ5ပေလောက်ထိထိုးတယ်ပေါ့နော်ဒီဘဝရဲ့အရှိကိုအဲ့တော့မှကိုကလေပင်ကိုတေချာပတ်လို့ရတယ်ပြီးရင်ကိုကလေပင်ပတ်ပြီးသွားလို့ရှိရင်ဒီပြန်ပြီးတော့ပြန်ထည့်တာဆိုတော့လေပြန်ထည့်တာဆိုတော့အရှိသူကများမှာပိုစင်ပြေတယ်ပေါ့နော်အဲ့ဒီကပုံမှန်အဖြစ်ဆိုလို့ရှိရင်ခောက်လိုက်တယ်ပြီးတော့မှလေပင်ကိုပတ်လိုက်ပြီးတော့နော်လေပင်ကိုပတ်လိုက်ပြီးတော့ဒီလိုမျိုးတွေကိုကြံတဲ့ဒီဘက်ကအစကိုပြန်ထည့်ပြီးတော့လေပင်မှာနှွေးအောင်ပြန်ပတ်တာမျိုးပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမျိုးပြန်ပတ်နိုင်မှုအတွက်ဆိုလို့ရှိရင်သူကပဝါလေးရရှည်မှပေါ့နော်ပဝါလေးရရှည်မှအဆင်ပြေတယ်ပေါ့နော်အဲကြောင့်မလို့ပဝါကိုရှည်ထိုးတယ်အဲ့တော့ဒါလေးကနောက်တစ်ထည်ဖြစ်ပါတယ်နောက်တစ်ခုကခုနကပတ်တန်မျိုးလေးပေါ့နော်ဒီလိုပတ်တန်မျိုးလေးအကျဲလေးအဲ့လိုပတ်တန်မျိုးလေးကိုဒီမှာတော့အမဲနဲ့ဆက်ထိုးထားတာပေါ့နော်အငိမ့်ဖြစ်အောင်လို့ဆိုပြီးတော့ကာလာကိုခဲပေါ့နော်ခဲပြရောင်လေးနဲ့အမဲလေးနဲ့ဆက်ထိုးထားတာဒီမှာဆိုရင်ပတ်တန်ကဒီ cross ပတ်တန်ပေါ့နော်တက်ချီကပုံဒါလေးကတက်ချီကပုံအဲ့လိုတက်ချီကပုံလေးနဲ့ဒီလိုမျိုးခုနအပေါက်မှလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးဆက်ထိုးထားတာအမဲရောင်လေးကတော့သူကအမဲမှုတ်လို့တိတ်ပြီးတော့ပတ်တန်မပေါ်ဖြစ်နေတယ်ဒါပေမဲ့သူ့ပတ်တန်နဲ့ကတော့အတူတူပဲပေါ့နော်အဲ့လိုမျိုးလေးထိုးထားတယ်ဒီလိုမျိုးအစိတ်ကလေးထိုးတော့တကယ်တမ်းလေပင်မှာပတ်လိုက်လို့ရှိရင်ပိုနွေးတယ်ပေါ့နော်အကျဲဒီဇိုင်းထက်ပိုနွေးတယ်ပိုပြီးတော့ထိုးရလဲချိန်ကြတယ်ပေါ့နော်အဲ့တော့ဒါလေးကနောက်တစ်ထည့်နောက်တစ်ခုကကြတော့ပတ်တန်အကျဲဒီဇိုင်းလေးထိုးထားတာရှိသေးတယ်အဲ့ဒါလေးလည်းပြမယ်နော်ဒီဟာလေးပါစီကဒါလေးကိုကြိုက်တယ်ပေါ့နော်အရင်ကြိုက်တယ်သူကကြတော့ဒီလိုမျိုးမှုေးလေးလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးမှုေးလေးတွေပါတဲ့ဟာမျိုးလေးတွေဆိုရင်စီကရမ်းသဘောကျတယ်ဒီမှာသူကတော့ပတ်တန်အကျဲပေါ့နော်ပတ်တန်အကျဲလေးစီထိုးထားတာသူကထိုးရတာလည်းလွယ်တယ်ပြီးရင်မြန်လည်းမြန်တယ်ပေါ့နော်သူကပတ်တန်အကျဲလေးကဒီလိုတလိုင်းလာပြီးတော့ပြီးရင်တိုင်2ပြီးရင်ဖွန်မီပေါ့နော်ဖွန်မီ5ခုတိုင်3ခုပေါ့တိုင်3ခုဖွန်မီ5ခုအဲ့လိုမျိုးထိုးသွားတာပြီးသွားရင်ဟိုဘက်ကတကြောပြန်လာလို့ရှိရင်လည်းအဲ့လိုပဲဖွန်မီ5ခုနော်ဒီမှာလာပြန်ပြီးတော့ပြန်ပိတ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒီဇိုင်းလေးပေါ်အောင်လို့ဆိုပြီးတော့ထိုးရတဲ့ပတ်တန်တော့ရှိတယ်ပေါ့နော်ဒါပေမဲ့အရမ်းမြန်နေသူကတော့ဟိုလိုမျိုးအကျစ်ထိုးထားတာတွေတော့တော့မနှွေးဘူးဒါပေမဲ့ဒီလိုမျိုးလုံးပြီးတော့ကိုကပတ်တာဖြစ်တဲ့အတွက်သူ့ရဲ့ဒီသုံးမှုရဲ့အနှွေးဓာတ်ကတော့ရှိတယ်ပေါ့နော်ဆိုတော့အဆင်ပြေတယ်ပြီးတော့ပတ်ရတာပေါ့ပရှိတာဖြစ်တဲ့အတွက်ထသွားထလာအရန်မအေးသေးတဲ့အချိန်မျိုးမှာဒီပွားလေးတုံးနေဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်အဲ့တော့စီကအနီရောင်လေးလဲကြိုက်တာဖြစ်တဲ့အတွက်ဒီပွားလေးကိုခဏတုံးဖြစ်တယ်ချစ်စရာလေးနော်အဲ့တော့အဖျားနာလေးတွေမှာသူကအစီကဒီလိုမျိုးတိုင်ပြေးလေးထိုးတယ်ပေါ့နော်အဲ့ဒါဆိုရင်သူကဒီပွားလေးကအရန်ပျော့မနေတော့ဘဲနဲ့အလဲမှာတော့ခပ်ပျော့ပြီးသွားရင်ဒီအဖျားနာမှာတော့သူကလည်းမမာလေးပေါ့နော်အရန်မာကြီးမဟုတ်ဘူးဒါပေမဲ့ဒီဘက်ကတော့မပျော့ဘဲနဲ့ခပ်မာလေးဒီဘက်မှာရှိနေတာဖြစ်တဲ့အတွက်ပတ်တာပိုစင်တည်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုတိုင်ကိုဝယ်စီက12ခုလောက်ထိုးတယ်12ခုလောက်ထိုးပြီးတော့မှဒီကြားထဲမှာသူရဲ့ဒီဖွန်မီ3ခုပြီးရင်တိုင်3ခုပေါ့နော်အဲ့ဒါနဲ့အဲ့ဒီပုံစံအတိုင်းပဲတောက်လျှောက်ထိုးသွားတာပေါ့နော်အဲ့တော့ဒါမှဒီလိုအရှိလိုက်ထိုးတာဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ဖြက်အနေထားရောက်တဲ့အထိထိုးလို့ရတယ်ပေါ့နော်အဲ့တော့ကိုဘလောက်ချီသုံးနိုင်လဲချီများများရှိတယ်ဆိုလို့ရှိရင်ဒီအကျယ်ဖြက်ကိုကြီးလိုချင်တဲ့လောက်ထိုးလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးပြီးသွားတော့မှဈေးကဒီလိုမျိုးဒီပပွားလေးပေါ့နော်သူရဲ့အစုံနှစ်ဖက်မှာပပွားလေးတွေထည့်တယ်အဲ့တော့ပပွားထည့်တာကလည်းလွယ်လေးဘာမှမခက်ဘူးအဲ့တော့ဒီမှာဈေးကသူကဒီအမဲနဲ့အနီနဲ့ရောထိုးထားတာဖြစ်တဲ့အတွက်ဒီပပွားကိုလည်းဈေးကကာလာကိုဆက်လိုက်တာပေါ့နော်
ဒီအနေချိုးရောအမဲချိုးရောနှစ်ခုဆက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်ဆရာဒီအရှိပေါ့နော်ဒီဟာရဲ့အရှိသူကနှစ်ပြန်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးနှစ်ပြန်ပေါ့နော်ဒီလိုအရှိပေါ့နော်အဲ့ဒါလောက်ရှိတယ်ဥမာတပေလောက်ရှိမဲ့ဟာမျိုးပေါ့နော်ဘလောက်ပွားရှည်လိုခြင်းလဲရှည်လိုခြင်းရင်ရှည်ကိုလိုခြင်းနဲ့အရှည်လောက်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြတ်ပြီးသွားလို့ရှိရင်သူ့ကိုခောက်လိုက်တာပေါ့နော်ခောက်လိုက်ပြီးသွားတော့မှဒီမှာရှိနေတဲ့ကိုထည့်ခြင်းနဲ့အပေါက်ပေါ့နော်အဲ့ဒီအပေါက်နာကို0ဒီချီထိုးတဲ့တန်းနဲ့ပဲပြန်ဆွဲထည့်လိုက်တာပေါ့နော်ဒီမှာဆိုရင်ပြန်ခောက်ထည့်ထားတာလေးရှိရပေါ့နော်အဲ့လိုမျိုးပြန်ခောက်ထည့်တာဆိုရင်သူကလွယ်လေးဘာမှမခက်ဘူးဒီမှာဆိုပိုသိတာရယ်ပေါ့နော်ဒီမှာခွင်းလေးလုပ်ပြီးတော့မှဒီလိုမျိုးဘွားလေးကိုပြန်ထည့်လိုက်တာပေါ့အဲ့တော့ဘွားများများလိုချင်တယ်ဆိုလို့ရှိရင်ချီများများတုံးရတယ်ပပပဲလိုချင်တယ်ဆိုရင်တော့နည်းနည်းပဲချီထည့်ရတယ်ပေါ့နော်အဲ့တော့ဒီပွားလေးဆိုလို့ရှိရင်ချီရဲ့ကြိုက်ဆုံးနဲ့မှာပါတယ်ရန်လေးခဏလေးတုံးပြစ်တယ်ပေါ့နော်ခုစောင်းနှုံးဝင်လာပြီဆိုတော့ဒီပွားအမြဲတမ်းထွက်လို့ရမှာပါတော့မယ်ဟာမျိုးပေါ့နော်အဲ့တော့ဒါလေးက SG မှာရှိနေတဲ့ပဝါတွေပါအကုန်လုံးကုန်ပါပြီကိုယ်တိုင်အကုန်လုံးထိုးထားတာကြီးပဲအဲ့တော့စောင်းနှွှဲရောက်ပြီဆိုတော့သူတို့ကိုတုံးရရမယ်ပေါ့နော်ပြီးတော့ SG ထပ်ပြီးတော့ထိုးနေတဲ့ပဝါလေးတွေလည်းရှိသေးတယ်အဲ့ဒါကနောက်တစ်ခေါက်ပြမယ်နော်SG ပြီးသွားရင်လက်ဆောင်ပေါ့နော်လက်ဆောင်ထိုးပေးတာလေးလည်းရှိရယ်လက်ဆောင်ထိုးပေးခြင်းတဲ့သူတွေလည်းရှိရယ်ပေါ့နော်လို့ဆိုတော့အားတဲ့အချိန်တိုင်းမှာကိုယ့်ရဲ့အချိန်ပေါ့နော်ကျန်တဲ့ဒီဒေါ်လာရင်းလုပ်တွေကိုလုပ်ရမယ်လုပ်တွေအကုန်လုံးပြီးသွားတဲ့အချိန်နားတဲ့အချိန်ပေါ့နော်ကိုယ်ပိုင်ချိန်နားတဲ့အချိန်လေးတွေမှာဒီလိုမျိုးအိတ်ကလေးတွေပဝါလေးတွေထိုးဖြစ်တယ်ပေါ့နော်အခုရက်ပိုင်းမှာတော့ပဝါဘက်ကိုထက်ကြနေပါတော့ထက်ကြနေတယ်အဲ့လိုဆိုတော့ပဝါလေးတွေပြန်ထိုးဖြစ်နေတယ်ပေါ့လေအဲ့တော့တချို့ဟာလေးဆိုလို့ရှိရင်စီထိုးတဲ့ချိန်မှာဗီဒီယိုရိုက်ထားတာလေးရှိတယ်နောက်တစ်ခေါက်မှာတခုထိုးလက်စာပေါ့နော်ထိုးလက်စာဗီဒီယိုပဝါလေးတွေပေါ့နော်ထိုးလက်စာပဝါလေးတွေထပ်ပြမယ်နော်နောက်ဗီဒီယိုမှာပြမယ်နော်ကဲနောက်ဆုံးနေနဲ့အခုနောက်ဆုံးပြမှာကဘာလဲဆိုတော့ပဝါမဟုတ်တော့ပါဘူးဘာလဲဆိုရင်ဒီဟာပါအဲ့ဒါလေးကဘာလဲဆိုတော့ပထမဆုံးစမ်းပြီးတော့ထိုးကြည့်တဲ့ခေါင်းဝင်လေးပေါ့နော်ခေါင်းဝင်လေးထိုးကြည့်တာအဲ့တုန်းကခြီရလေသူကခြီရဣတဲ့ခြီမဟုတ်ဘဲနဲ့သူကခြီအလုံးများတဲ့ဟာပေါ့နော်အမြင်များတဲ့ဟာလည်းဖြစ်သွားတော့ထိုးတဲ့ချိန်မှာသူကတော်တော်ထူတယ်ပေါ့နော်ထူရင်းနဲ့လေးသွားတာပေါ့လေးသွားတော့တခါလားဝစ်ဖြစ်တယ်ကို body နဲ့ကိုတော့ custody ပဲပေါ့နော် custody ပဲအဲ့တော့အဲ့ဒီဟာလေးကိုအဲ့တုန်းကခေါင်းဝင်ထိုးတဲ့ tutorial တွေရှိရပါတော့ tutorial ရှိရဲဒါပေမဲ့တချို့ခေါင်းဝင် tutorial လေးတွေကဝေရဲတဲ့ဟာမျိုးလေးရှိတယ်လို့မဝေရဲတဲ့ဟာမျိုးလေးရှိရပါတော့ဆိုတော့ကလိုမျိုးဒီလိုမျိုးလေပင်အပိတ်ပုံစံမျိုးလေးတွေကြိုက်တယ်ပြီးတော့လို့ရှိရင်လက်ပြက်ကလေးတွေကြိုက်တယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့လိုမျိုးလက်ပြက် style မျိုးလေးထိုးပြသွားတာပေါ့လေသူကဒီလိုမျိုးဒီကိုလုံးပေါ့နော်ကိုလုံးကိုတိုင်းရတယ်တိုင်းပြီးတော့ကိုရဲ့ဒီပခုံးဘယ်နေရာမှာရှိလဲပြီးရင်ဂျိုင်းဘယ်နေရာမှာရှိလဲပေါ့နော်ဒီလိုမျိုးဒီကွာဝေးတွေအစကိုဘာသာကိုတိုင်းတိုင်းကြည့်ရတယ်ပြီးသွားလို့ရှိရင်ကိုဘလောက်ထိလေပင်ပေါက်ကြဲလို့ချင်တာလဲဂျိုင်းပေါက်ကရောဘလောက်ကြဲလို့ချင်တာလဲအဲ့ဒါမျိုးလေးတွေအစကိုတိုင်းတိုင်းရတယ်ပေါ့နော်အဲ့တုန်းကတော့ဘယ်လိုမျိုးထိုးခဲ့လဲမသိဘူးအခုပြန်ထိုးပါဆိုရင်မထိုးရတော့ဘူးအဲ့တော့တပွဲတို့ပေါ့နော်တပွဲတို့ခေါင်းဝင်ပေါ့နော်အဲ့ဒါပထမဦးဆုံးနဲ့နောက်ဆုံးခေါင်းဝင်ပါပဲအဲ့ထက်လည်းထပ်ပြီးတော့မထိုးရတော့ပါဘူးကြွားတာအဲ့တုန်းကအာကျိုးမှန်တက်ထိုးတယ်ပေါ့နော်ထိုးတာခေါင်းဝင်တစ်ထည်တော့ထွက်လာခဲ့တယ်ဒါ SG စူးစမ်းထားတဲ့
ကြီးမားဆုံးစူးစမ်းထားတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီဟာလေးလည်းအဲ့လိုပဲအစီမြန်မာပြည်မှာတော့ငါထိုးထားတာပြီးတော့ရအောင်သေးတာပေါ့နော်ရအောင်သေးတာအဲ့ခြီဖိုးတဲ့တောင်မှဒီဘက်ကိုရောက်တဲ့အချိန်မှာပေးရတဲ့အခွန်ကပူတောင်များသွားတယ်ပေါ့နော်အဲ့တော့အရှုံးပေါ်သွားပါတယ်အဲ့တော့ဒီခေါင်းဝင်တစ်ထည်အရှုံးထွက်သွားပါတယ်ရှင်အဲ့တော့အခုလောလောဆယ်ကြည့်လိုက်ဦးမယ်ပေါ့နော်စောင်းတွင်းရောက်လို့ရှိရင်ဒီဝတ်နိုင်မလားပေါ့နော်ဝတ်နိုင်မလားနွေးတာနဲ့လေးတာနဲ့မကားမိဘူးဆိုလို့ရှိရင်တော့တိတ်တော့မကိုက်လှဘူးပေါ့နော်ဆိုတော့ဒီစမ်းသက်ကြည့်လိုက်ပါဦးမယ်အဲ့တော့ဒီခေါင်းဝင်လေးပေါ့နော်ဟာအစီကတော့ခေါင်းဝင်လေးထိုးတယ်နေပြီဆိုပြီးတော့ခေါင်းဝင်ထိုးခိုင်းမယ်လို့စိတ်ကူးများရှိရင်တော့ပြန်စဉ်းစားပါဦးလို့ဘာလို့လဲဆိုတော့အစီကတပွဲတို့ခေါင်းဝင်ထိုးသူဖြစ်ပါတယ်အပေါ်ဝါဆိုရင်တော့ရတယ်နော်ပေါ်ဝါဆိုလို့ရှိရင်တော့ SCC မှာ order အဲ့လိုရပါတယ် SC ပေါ်ဝါSC ထိုးတဲ့ပတ်တန်ပေါ့နော် SC ထိုးတဲ့ပတ်တန်လေးတွေorder လက်ခံနေပါပြီရှင်လကားပြောတာနော်လကားပြောတာလကားနောက်တာSC ကပေါ်ဝါလေးတွေဆိုလို့ရှိရင်လက်ဆောင်ပေးဖို့ပဲထိုးပြမှာပါရောင်းစားတဲ့အထိတော့မြောက်ပါဦးရှင်ဒါဆိုတော့ဒါလေးတွေကတော့အစီစူးစမ်းပြီးတော့ဆောင်ရွက်ထားသမျှပေါ့နော်အာဂျုံမန်တက်လုပ်ထားသမျှအရာတွေအကုန်လုံးပါပဲရှင်တကယ်တော့လေဟမ်မိတ်တွေကပြောရလို့ရှိရင်ထိုးနေတဲ့အချိန်မှာတော့ဇက်ညောင်းနေလက်ညောင်းနေပေါ့နော်အဲ့လိုမျိုးတွေတော့ခံစားရပါမယ်တကယ်တမ်းအဲ့လိုမျိုးကိုစူးစမ်းထားတဲ့အားလေးပေါ့နော်ထွက်လာပြီဆိုလို့ရှိရင်တော့ပျော်စရာကောင်းတယ်ပေါ့နော်ပျော်စရာကောင်းတယ်ပြီးရင်အပန်းပြေတယောက်နဲ့တယောက်အပန်းပြေပုံချင်းတူချင်မှတော့တူမယ်ပေါ့နော်စီကတော့ချီထူရတာလေးဝါသနာပါတယ်လို့ဆိုတော့ချီထူဖြစ်တယ်ပချီဆွဲတာလေဝါသနာပါသေးတယ်ဒါပေမဲ့ပချီကမဆွဲတတ်ဘူးပေါ့နော်မဆွဲတတ်ဘူးဟိုးခလီတော့ကတော့ဆွဲဘူးလေဒါပေမဲ့အခုလည်းမိသွားပါပြီအဲ့တော့အခုလောလောဆယ်ကတော့တက်ရွယ်ကိုလိုက်ပြီးတော့သူရဲ့ဒီစိတ်ဝင်စားမှုတွေကပြောင်းလဲနေတာဖြစ်တဲ့အတွက်အခုလောလောဆယ်မှာတော့ SC တက်ကြနေတာချီထိုးတာပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတစ်ခုမှာ SC အခုကြံစီနေတယ်ပေါ့နော်ကြံစီနေတဲ့ထိုးလို့ကြံစီနေတဲ့ပဝါလေးတစ်ထည်ရှိပါသေးတယ်စတော့မထိုးရသေးပါဘူးဒါပေမဲ့ဟိုနေ့ကတော့ချီဝယ်လာခဲ့ပါပြီထိုးမယ်ပေါ့နော်ထိုးမယ်ဆိုပြီးတော့အဲ့စီအားခဲလာပါတယ်အဲ့ဆိုတော့အရင်ထိုးလက်စားဟာလေးတွေရောထိုးခဲ့ပြီးတဲ့ဟာလေးတွေရောပြီးရင်နောက်ထိုးမဲ့ဟာလေးတွေရောနောက်တဲ့ဗီဒီယိုတစ်ခုမှာအစီကထပ်ပြောပြအောင်မယ်နော်အဲ့တော့ခုလောလောဆယ်မှာတော့အစီရဲ့ပဝါလေးတွေနဲ့ခေါင်းဝင်လေးကြွားပြီးသွားပြီဆိုတော့နောက်တစ်ခေါက်မှာကြွားဖို့အတွက်ကိုအစီစူးစမ်းလိုက်ပါအောင်မယ်နော်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ကြပါစေနော်